cái gì mà cụ tôi biết mà nóဒီနေ့20ရက်နေ့မှာကုသူအားပေးတဲ့သူရောက်စီတဲ့ကုသူလေးစားစွာတင်ပြတာဖြစ်တယ်နော်ဝက်သားနဲ့ကလုံးဝမရှိတော့ပါဘူးနော်ဝက်သားနဲ့ကဒါကုန်သွားပြီအခုဒါနှစ်ပွဲစလုံးခုနကချင်းမမတယောက်အားပေးလိုက်တာနော်အဲကြောင့်မို့ဝက်သားနဲ့မရှိတော့ဘူးဆိုတော့ကိုလေးနဲ့လေးထားပြောမှလာရောက်တင်ပြတာဖြစ်ပါတယ်နော်နောက်ပြန်21ရက်နေ့မှာဝက်သားနဲ့ထည့်ရမယ်နော်ဒီနေ့မှာအားနေချက်ကပါလဲဆိုရင်တရုတ်ပြည်ကထွက်လာတဲ့ဝက်သားတွေကကျတော့ဝက်အကောင်ငယ်တဲ့ခါမှာ3ထပ်သားတွေတအားလာတယ်အဲ့ဒါကြောင့်ကုသူကတရုတ်ပြည်ကတော့တိတ်မတုံးချင်တဲ့ကြောင့်ဒီမြန်မာပြည်မှာတက်တဲ့ဒီဘက်ကဟာဘာဖြစ်ဒီဘက်ကဟာတက်တဲ့ဟာတုံးတာနည်းနည်း3ထပ်သားမှနည်းနည်းအစီများတော့ပါလေနော်ဒီမှာနော်ဒီဘက်တော့ပြဿနာတိတ်မရှိဒီဘက်မှာ3ထပ်သားနည်းနည်းအစီများတော့ပါလေဒီအားနေချက်ပါနော်ဒါကြောင့်မို့ဒီမှာကုသူဖုံးလို့တော့ရလားမသိဘူးနော်ဖုံးလို့တော့စင်ပြေမလားမသိဘူးနော်ဒါနဲ့တောင်းပါနော်တပွဲနဲ့တောင်းပူခါတော့မယူတော့ဘူးနော်ဒီဝယ်ယူအပ်ပေးတဲ့သူအရောက်စီတိုင်းဒီကကျေးဇူးတင်တယ်နော်ဒါကြောင့်ကိုတို့လည်းကျေးဇူးတုံးတင်တဲ့အနေနဲ့ကိုလှုပ်ပေးနိုင်တာဟာစီးပွားမဆန်ပဲနဲ့ပြချက်ပြကထည့်ပေးလိုက်တာဖြစ်ပါတယ်နော်ဒီမှာကဲဝက်သားနဲ့လူချင်းတဲ့အဖွဲ့တွေမနေ့ဖြန်21ရက်နေ့မှာထည့်ရတော့မယ်ဒီနေ့ကအမေသားနဲ့ပဲရတော့မယ်နော်ဒီမှာချစ်တီကာဖောင်းကားတယ်ဆိုတော့ဒီမှာကေဂျီပူတဲ့သူကိုကျွန်းထူတော့ရအောင်နော်ဒီမှာလုံးဝရင်ပူစံမပြတ်ဘူးဒီမှာချစ်နော်ကဲဒီမှာနော်let's go ပါဝယ်ယူအပေးသူရောက်စီတိုင်းအထူးကျေးဇူးတင်ပါတယ်နော်ကဲဆိုတော့အမေသားနဲ့ထည့်ရအောင်မယ်နော်လူချင်းလေးတို့အမေသားထည့်ရအောင်မယ်နော်မကြည့်ဘုသူခဏအပူမပြောနော်ဆာပလာတဝက်ကြော်ကုန်သွားပြီနော်